hello hello ကဲ my stand လေးနဲ့ဒါဆိုလို့ရှိရင်ကိုယ်မှ live လွှင့်ပြီးတရှင်းဆိုမယ်ဆိုလို့ရှိရင်ဆောင်းကတ်လေးနဲ့ okay တဲ့အစီအရတော့ခဏရောက်တယ်ဒီတော့ show ရဲ့အကျိုးကျေးဇူးပေါ့နော်တရှင်းဆိုဝါသနာရှင်တွေအတွက်ဒါကတော့ဆောင်းကတ်ပေါ့နော်ဆောင်းကတ်ကိုမှသူက mic လေးတစ်ခါတည်းပါတယ်ဒီမှာအသွင်ကျိုးတွေဒီမှာသူ့မှာတွဲရမယ့်ကျိုးတွေဒီမှာ live လွှင့်တဲ့အခါနားထောင်ရမယ်ဒါနှစ်ချက် extend နဲ့အကုန်ပါတယ်ဒီမှာ mic ကဒီလိုmic ကဒီလိုဒါဆိုတော့ဗျာဒီ mic ကိုကျွန်တော်တို့ကတခြားမှာလည်းတုံးလို့ရတယ်ဒီ sound card မှာလည်းတွဲပြီးတော့တုံးလို့ရတယ်ဟိုဒီ mic stand လေးနဲ့ဘယ်လိုဆင်လဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်နော်ကဲ sound card ရဲ့အနေထားလေးကိုချက်ချိုးရအောင်အိုး mic ဟာဝါအဖြူလေးဗျာအဖြူလေးတက်နေရော power ကိုဒီကနေပဲဖွင့်လိုက်မယ်ဒီလေးလာပါပြီအိုးဝါအလန့် mic တွေဗျာကဲဒါလေးနဲ့အနေထားလေးနဲ့ဒါလေးနဲ့တွဲပြီးတော့ mic လေးနဲ့ mic stand လေးနဲ့ကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒီမှာဆော့ mic stand ဘယ်လိုဆင်လဲဆိုတာတစ်ချက်ပြမယ်ဒီမှာ mic ကဲဒီမှာဒီဒါဆိုလို့ရှိရင်ဒါကဒီလိုပေါ့နော် okay ဒါကဒီလို mic stand နော်အဲ့ဒါကိုဒီလိုထုတ် okay နော်ပြမယ်mic stand နဲ့ mic ကဲဒါဆိုလို့ရှိရင်တော့ရပါပြီဗျာသူရဲ့ mic stand အနေထားဘာညာတော့ရပြီပေါ့နော်ကဲလောက်ပြီးသွားရင်တော့ဒါ mic stand okay ပြီပြီးလို့ရှိရင်ဒီမှာ sound card လေးနဲ့ဒါတော့ဘယ်လိုပဲယူသွားအားသွင်းပြီးတော့ယူသွားလို့ရတယ်ပြီးလို့ရှိရင်သူကဖုန်းနဲ့ live လွှင့်မယ်ဆိုလို့ရှိရင်လည်းဟန်ဖုန်းနှလုံးနဲ့ live နှစ်ခုလွှင့်လို့ရတယ်ဗျာဖုန်းမှန်ကြလိုက် live လွှင့်တဲ့ပေါင်းနှစ်ခုပါတယ်နှစ်ချက်လည်းနှစ်ခုပါတယ် mic ပေါက်လည်းနှစ်ခုပါတယ်အဲ့ဒါကိုတစ်ခါလေး join ပြီးတော့ထိုးပြပေးထားတယ်အိမ်မှာဆိုမယ်ဆိုလို့ရှိရင်လည်းတွေ့လားဒီလိုမျိုး mic stand လေးနဲ့ကဲ mic stand လေးနဲ့လုံးဝ okay တယ် mic stand နဲ့မဟုတ်ဘူးဆိုရင်လည်းဒီတိုင်းလေး mic ကန်ပြီးတော့ဆိုမယ်ဆိုရင်လည်းရတယ်ကဲ sound card အလန်းလေးဗျာ